ကျွန်တော်ပညာရေးအကြောင်းပြောရင်မတမဝန်သားစရာကောင်းပါတယ်ကျွန်တော်မူလတန်းနေပြီးတော့၄တန်းထိကိုနှစ်ချင်ပေါအောင်ဖူးပါတယ်၅တန်းကဆက်ပြီးအောင်မကျမ်းမအောင်နှစ်ကိုတန်း၃နှစ်ကိုတန်းနဲ့ကျွန်တော်ခပ်ဖြည်းဖြည်းအောင်ပါတယ်ရှစ်တတိယနှစ်မှာကျောင်းပြီးပါရှစ်တန်းကို၃ကြိမ်ဖြေပါတယ်မအောင်ပါဘူးကိုယ့်ထက်ပညာတတ်တဲ့လူတွေလေးမြင်ရတော့အမတဖောက်ကိုဝန်သားမိပါတယ်ကျန်တဲ့ဘာသာရပ်မှာဒုတိယမဟုတ်ပြီမဲ့ကျွန်တော်သင်္ချာဘာသာရပ်မှာအင်မတန်မှတ်ကိုပြောစမှတ်တွင်ခဲ့ဥပါတယ်သင်္ချာဖြေလို့2မှတ်လောက်ရရင်ကျွန်တော်ထီးပေါက်တော့ဝန်သားကျွန်တော်သိပါတယ်သင်္ချာညံ့တဲ့လူတွေလက်ခုပ်ဒီမှန်းကျွန်တော်သိပါညံ့ကြည့်လို့9ရက်နှစ်မှကျူးချင်းထားပေးပါတယ်တလပဲကြာပါတယ်ကျူးချင်းဆရာငိုပြီးကျွန်တော်အဖေကိုလာပြန်အပ်ပါကျွန်တော်အဖေကပြောတယ်ဆရာစောကြည့်ပြီဆိုတဲ့ကောင်လေးကဆရာစာပြတာမကြည့်လို့လားကြည့်တယ်ဆရာကြည့်တာမှမျက်လုံးစင်းကြီးတွေကိုထိုင်ကြည့်နေဒါဆိုလို့ရှိရင်ကျွန်တော်အချိန်မှာတန်းထဲမှာလှုပ်လှုပ်ရွရွလုံးနေလို့လားမဟုတ်ဘူးဆရာဖះအရှိကချင်းသေးကိုကြားနေတာပဲတတုတ်မှကိုမလှုပ်တာကဲဒါဆိုလို့ရှိရင်ဆရာစာပြတာလည်းကြီးရဲ့နဲ့အတန်းထဲမှာလည်းလှုပ်လှုပ်ရွရွမလှုပ်ပဲနဲ့ဘာဖြစ်လို့လာပြန်အပ်တာတော့အဲ့တော့မှကြည့်ရင်ဆရာငိုပြီးပြောပါတယ်ဆရာကျွန်တော်စာပြတော့လေမျက်လုံးစင်းကြီးနဲ့ထိုင်ကြည့်နေတယ်ဆရာအတန်းထဲမှာတတုတ်မှမလှုပ်ပါဘူးဆရာကျွန်တော်ပြန်မေ့လဲတလုံးမှမသိဘူးဆရာအဲ့တော့ဆရာတော်မျက်လုံးမျိုးသားကျွန်တော်ကြောင့်သားလေးကြီးကူးသွားရင်ကျွန်တော်ဒီရွာကပြောင်းပြရမယ်ဆရာအခက်ကအင်မတန်နာမကြီးတဲ့အဆိုတော်စိုးပိုင်တခြင်းနဲ့ခိုင်းနှမ်းပြီးပြောပါတယ်ဆရာအစိုးပိုင်တခြင်းကအငုံမျက်လုံးအပြုံးမျက်နှာဖြစ်ပါတယ်အဲ့ဒီတခြင်းနဲ့ကျွန်တော်ခိုင်းနှမ်းပြီးပြောတယ်ဆရာသားပုံကတော့ငတူမျက်လုံးနဲ့ငတုံးမျက်နှာပါဆရာတသက်လုံးစာသင်လို့တတ်မဲ့ကောင်မဟုတ်ပါဘူးကျွန်တော်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တာရုသမီးတို့လို့စာလေးသိပြီးတော့တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တကယ်ပြောတာပါစာသင်ခြင်းလို့မဟုတ်ပါဘူးတက္ကသိုလ်ရောက်ရင်ရည်စားရတယ်ဆိုလို့ကျွန်တော်အသေးအတန်ကြိုးစားခဲ့ပူပါတယ်ရှစ်တန်တတရားနှစ်မှာဟောပြောရတာဝန်သားစရာကောင်းပါရှစ်တန်ကို3ကြိမ်ဖြေတယ်လူက73နှစ်လောက်ပဲရှိသေးတယ်အဲ့အချိန်နဲ့မိမကလိုချင်နေပြီကျွန်တော်ကြိုက်တဲ့ကောင်မလေးကအင်မတန်ဆင်းမြင့်ပါတယ်ဖျားပွဲစည်းမှာလော်စာလိုက်ရောင်းပါတယ်ကျွန်တော်သူ့ဘလို့ကြိုက်မှမသိဘူးသွားကြိုက်တာကျွန်တော်သူ့နောက်ကိုလိုက်ရတာပေါ့ကျွန်တော်လော်စာလိုက်ပြီးတော့ရောင်းပေးရတာပေါ့သူ့စီရောက်လို့ရှိရင်ကျွန်တော်လော်စာရောင်းပေးရတယ်သူကဘသူ့တပြမျောလဲဆိုတာပွဲမင်းသားတွေကိုပြန်မျောတယ်ကိုသူ့ကြိုက်တာသူကပွဲမင်းသားတစ်ခါပြန်ကြိုက်တာအော်မိမများပလီလိုက်တာအဲ့နဲ့ကျွန်တော်သူ့ပြောတယ်နေအဲ့ဒီမင်းသားတွေသွားကြိုက်ဆရာမလိုပါဘူးငါသူတို့ထပ်ပူပြီးတော့ပညာပူကောင်းမှထားလိုက်ပါနံပါတ်1ခွလို့ပါရန်ကုန်နိုင်စောပေါ့ရန်ကုန်နိုင်စောဆိုတာငါသိတယ်အဲ့ဒီကောင်ကစင်မောင်မှာမို့လို့လှနေတာနော်မိကက်တွေလိမ့်ပြီးလှနေစင်ရောက်ပြန်ဆင်လို့ရှိရင်မြင်းလဲမောင်းတဲ့မြင်းလင်းသမားဖိုးချွဲဆိုတာဒီကောင်ပဲကျွန်တော်သိတယ်ကျွန်တော်အမေနဲ့လေဘလူခေါ်မှာအမျိုးလည်းမกินငွေကြီးအနေနဲ့လည်းမกินတော့ကျွန်တော်ပြောတယ်နေကြိတ်စရာအကြောင်းမရှိဘူးကောင်းမလေးကကျွန်တော်စိတ်ဆိုးပါတယ်ကျွန်တော်အမြဲတမ်းပြောနေတော့နင်းအဲ့လိုလျှောက်ပြုံးနေနဲ့နင်းကိုယ်တိုင်စင်မော်တက်ပြီးတော့အဲ့လိုမျိုးကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်ရှစ်တန်တတရားနှစ်မှာပြောတာဝန်သားစရာကောင်းပါနင်းကစင်မော်တက်ပြီးတော့ကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်သူ့ပြောတယ်ငါစင်မော်တက်ပြီးတော့ကနိုင်လို့ရှိရင်နင်းငေါ့ကြိုက်ပါလားကြိုက်မယ်နင်းမင်းသားမဟုတ်လူရှင်တော်မဟုတ်လူချမ်းမဟုတ်နင်းစင်မော်တက်တာနဲ့နင်းငါကြိုက်မယ်အဲ့တကစ်တခါကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားဘူးပါတယ်ဒီရုပ်ဒီရည်နဲ့